တော့ပြန်လဲချူဆိုလိုက်ပါတယ်ရှင်ခုပြသပေးထားတဲ့အိန္ဒိယတော့မြောက်တကုန်း50ခွေစရင်ငိန်တန်းမှာတိမ်လုံးစာတက်ဆင်မှုနေပါရှင်ခြံဝင်းကအလှလေးတက်ဆင်ပေးခဲ့ပါတယ်ရှင်အခုအိမ်ထဲကိုတစ်ချက်လိုက်ပြပေးပါမယ်ဒါလေးကတော့ဒီကလက်ရန်လေးတက်ဆင်ပေးစီမှုနေပါရှင်final ပြီးတော့ဘောနော်အိန္ဒိယတော်လေးပုံမှာလာတာပါဘော်ဒါလေးတစ်ချက်လိုက်ကြည့်ခဲ့ပါအောင်နော်ဒီကလည်းရန်လေးဘလိုလေးလာလေးမြင်ပြပါအောင်ခုအပြင်လေးထွက်မယ်နော်ဒါလေးကတော့ပြည့်ဝပြူကနေပဲတက်ဆင်းမိခဲ့တဲ့ကျောင်းလေးတွေကလေးဖြစ်ပါတယ်ရှင်လူချင်းမင်းများလည်းအတက်နိုင်ဆုံးဈေးနှုန်းချိုသားစွာပဲအိမ်တိုင်းရောက်လာရတက်ဆင်ပေးပါတယ်ရှင်